တကယ်ကျွန်တော်လုပ်ပဲမင်္ဂလာပါ Animus Anime ကနေပြန်ကြိုဆိုလိုက်ပါတယ်ကျွန်တော်နဲ့ဆက်ပြီးမဲ့ Anime က Blood Throat Episode 5 ထိပဲပါတယ်တူခီတာလည်းအထက်ဖောက်ဝင်သွားတဲ့ကောင်ကကျန်းတယ်အီချီကတော့သူ့တငယ်ချင်းတွေစိတ်ပူနေလို့ဝင်ကူပေးနေပြီရှီဘာနေငါတို့ကိုတုံးချနေတာမလားကလေးတွေပထမဆုံးမရှင်မလို့ပါဟာနေငါအဲ့လောက်နဲ့စိတ်ပူမနေပါဘူးနေအကုန်လုံးကိုတာဝန်ယူရမယ်နော်တစ်ဖက်မှာလည်းငါရဲ့နာမည်ကခုကအနာဂတ်မှာမိုရိုကဲတွေရဲ့အရှင်သခင်ဖြစ်လာမဲ့သူရာကိုမင်းရဲ့အစွမ်းတွေကငါရဲ့ဟာဖြစ်လာရပဲသူကစောက်ယူလာခုကမင်းဘာလို့ရာကိုစိတ်ဝင်စားနေရတာလဲအဲ့ဒါပြောတာလူသားတွေကအရန်တုံးတယ်လို့ရာကိုကအရန်ကျန်းတယ်လေငါကမသိမျိုးဆိုပေမဲ့ဝင်းကြီးကအစာမရှိရင်လက်သွားနိုင်တယ်ဒါပေမဲ့ရာကိုကတော့အဲ့လိုမဟုတ်ဘူးသူကိုယ်တိုင်ကစွမ်းအားထုတ်ဆက်ဖြစ်နေတာအဲ့ဒါကြောင့်သူ့ရဲ့စွမ်းကိုရှူလိုက်ပြီးငါဘာသာအရန်ကျန်းအောင်လုပ်မလို့လေအဲ့ဒါဆိုရင်ငါကနောက်ဆုံးဆရာကြီးဖြစ်ပြီပေါ့ရေဂျီကိုပြစ်ကန်လိုက်ပြီးဂျီရူကိုမောက်ချလိုက်တယ်နောက်ဆုံးတော့ရာကိုနဲ့အစ်စစ်စကားပြောနိုင်ပြီးမကြခင်မှာမင်းကငါနဲ့တယောက်တည်းဖြစ်လာတော့မယ်အဲ့ဒီအချိန်ကျရင်မိုနိုကဲတွေရဲ့ခံချုပ်ဖြစ်လာမှာပေါ့ဟဲ့အောင်ငါကပစ္စည်းမဟုတ်ဘူးနော်မင်းဖရင်အဲ့လောက်လုပ်ချင်နေရင်သွားလို့လေငါကိုဘာလို့အောင်လာနောက်နေရတာလဲရာကိုမင်းဘာလို့အဲ့လိုပြောထွက်တာလဲဂျီရိုလည်းနားကြီးတယ်လို့ပြောရင်ချုပ်လိုက်ကရေဂျီကပိုင်းလိုက်တယ်နှစ်ပိုင်းဖြစ်သွားမယ်လို့ထင်နေတာသိတော့မထီတော့ဘူးဒီကောင်ကအရန်ကျန်းလိုက်မယ်အပြင်ကအကူလာတဲ့အထီခံချရမယ်ပါစပ်ပိတ်ထားစမ်းမင်းတို့လူသားတွေကိုရမ်းမုန်းတယ်မင်းတို့ကအယူရွက်ပဲများနေတာကစားတဲ့ချိန်ပြီးမင်းကိုအရင်ဖြုတ်မယ်ပြီးရင်ရာကိုရှူပြီးမင်းကိုပြင်းမယ်မိုနိုကဲတွေရဲ့ရွှေခရောက်လာပြီးပြေးခိုးလို့ရှောင်နေရပြီးရှိုက်တာကိုကာလိုက်တာဓာကျိုးသွားတယ်ထက်ကျွေးပေးလိုက်လို့လွန့်သွားပြီးဂျီရိုပြေးထိုးတာကိုကာရင်ခိုကာကပြန်ထိုးတော့မှောက်သွားတယ်တနာစရာပဲရာကိုရမင်းရဲ့စွမ်းတွေကိုလူသားထဲမှာစုထားပြီးဖြုံးနှိလိုက်တာပဲတိမ်ဆန်းဆောက်ယူမင်းကရာကိုတုံးချစင်နေတာဘာပဲဖြစ်ဖြစ်မင်းငါတို့ကိုဆရာကြီးလို့မရဘူးကိုဘာသာပဲဆုံးဖြတ်မယ်ဟုတ်တယ်မလားရာကိုအမေစကားတွေပါတက်နေပါလားချက်တိတ်မင်းကငါ့ကိုသွေးကြွအောင်ပြောလိုက်တာပဲဂျီရိုအစွမ်းနေနဲ့ပြစ်ထိုးလိုက်တာကိုရေဂျီလည်းကျွေနေပြီးခိုကာကတော့ငါ့ကိုရာကိုပြန်ပေးလိုက်တော့ဟာဘာတန်လဲဟာခိုကာလည်းပြန်ဖို့လုပ်နေပြီမင်းကိုအခုပြင်းလိုက်ရင်ရာကိုမရတော့ဘူးအခုတော့အိမ်ပြန်လိုက်အောင်မယ်နောက်မှမင်းကိုတစားစီဖြစ်အောင်လုပ်ပြီးရာကိုငါးပိုင်ဖြစ်အောင်လုပ်မယ်မင်းရဲ့နာမည်ကအာဆူမာဂျီရိုအာဆူမာအော်မင်းကအဲ့ဒီမိသားစုကလားမင်းကအဲ့ကောင်ရဲ့သားထင်တယ်သွားပြီနော်အမိုင်ချီကတော့ရောက်လာတယ်ရှီဘာကိုခိုဆူမီလဲလူနှစ်ယောက်ဒဏ်ရာရပြီးအဆောက်အုံလည်းပျက်စီးသွားတဲ့အပြင်ခွင့်မပြုထားတဲ့မရှင်ဖြစ်လို့အဖြစ်ပေးခံရမယ်လို့ကြိမ်းနေတယ်ယူမဆိုင်ဘူးငါရဲ့သားပေါက်တွေကအရန်ကျန်းတဲ့မိုနိုကဲကိုရှင်ချနိုင်ခဲ့လို့ဂုံယူတယ်ရေဂျီတတရဲ့လားဟုတ်အဲ့ဒီတော့ငါဒစ်လက်နေတာငါတန်မာမရမယ်အချီကာကဝင်မကူနိုင်ခဲ့လို့စိတ်ညစ်နေကဂျီရိုကတော့သူ့အဖေကြောင့်ပြောခဲ့တာလားဆိုပြီးတွေးနေတယ်နေချီကငါအမေအဖိုးကငါအဖေဘာတွေလည်းမသိတော့ဘူးဟာခံစားမှုတွေကအရေးပါတယ်လေမင်းတို့ကအဖွဲရဲ့စိတ်ပိုင်းတွေမလို့စူပေါင်းပြီးတော့ဂျီမန်ဆက်ကိုပြည့်အောင်လုပ်ရမယ်တယောက်ချင်းစီကွဲပြားနေရင်တော့မှအဆင်ပြေတယ်အဲ့ဒါကလည်းခွန်အားပဲလေတန်ရတွေရှိနေတာကလည်းရှင်းချက်လာလို့ပဲနောက်နေ့ကျတော့ training လုပ်ဖို့ပြင်နေပြီးအပေါ်ကနေ solid ပြုတ်ကျလာတယ်သူ့နာမည်ကဖူယိုမိုနိုကဲပဲအဖွဲကမိုနိုကဲတွေကိုစောင့်ကြည့်ရှင်းလင်းပေးမယ်တချို့ကိုတော့ငါတို့ရဲ့အဖွဲ့တွေခေါ်ထားလိုက်တယ်ငါကလူသားတွေကိုဥမညွတ်ဘူးနော်နင်ကရာကိုလာချစ်ဖို့ကောင်းတာပဲတိုက်ခိုက်ဖို့လုပ်လိုက်ကြပြီစပက်ကိုတုံးပြီးတိုက်ခိုက်မှာမလို့တတိထားဖို့ရှီဘာကပြောရင်ဖူယိုကစားတိုက်တော့တယ်ရှီဘာလည်းအဆင်ပြေမှာပါလို့ပြောနေခဲ့တယ်အချီကလည်းသူမငယ်တော့ကပုံရင်းတွေကိုပြန်မြင်ရောက်နေပြီသူမအမေကအရေးကြီးတဲ့မရှင်ရှိလို့ထွက်သွားရတယ်ငါသူမပြန်လာမယ်လို့ထင်နေခဲ့ပေမဲ့သူမရဲ့နိုင်ရေးကိုပဲသွားခဲ့ရတယ်အဲ့ဒီချိန်ကစပြီးငါစူးစမ်းခဲ့ရတာပေါ့ငါပိုပြေးလေအမေနဲ့ပူနီးလာလေလို့ခံစားလာရတယ်နောက်ဆုံးအချင်းဖြစ်သွားတော့ငါအဖေကအဖွဲသူတင်တာအခန်းထဲကိုသွားခိုင်းပြီးအဲ့ကိုရောက်တော့ငါအမေရုပ်ထုကိုတွေးလိုက်ရတယ်နင်းဖေရဲ့စာကိုဖတ်ပြမယ်အီစီကဖေကိုခွန့်လို့ပေးပါအဖွဲလှုပ်ရလို့မပြီးသေးလို့မပြောခဲ့တာပါနေမိကအသက်ရှင်နေလောက်သေးတယ်။သူမမစ်ရှင်မှာချခဲ့ရတဲ့မိုနိုကဲကြောင့်ကြောက်ရွံ့ဖြစ်သွားတာလေ။ငါတို့တနိုင်တမျှလုပ်ခဲ့ပေမဲ့မရခဲ့ဘူး။သမီးအမေကိုအဲ့လိုမတွေးစေချင်ပေမဲ့အဲ့မှလည်းရှိနေစေချင်တယ်။တရက်ကျရင်အဖေကိုခွန်းလို့မယ်လို့မျှော်လင့်ပါတယ်။စောင့်နေတော့အမေသမီးအမေကိုလာခဲ့မယ်။အဲ့မှသူ့အမေရဲ့ရုပ်ထုကထချမ်းမလို့ဖြစ်နေလို့လန့်နေပြီးတစ်ဖက်မှာရဲဂျီလည်းစပက်ကအထဲမှာပုံရိပ်ထုတွေကိုဖြစ်လာစေတာပဲ။အဲ့မှကူကိုတွေ့လိုက်ရကအထဲကနေသူ့ကိုထွက်လာတယ်။မတွေ့တာကြာလို့ပိုချမ်းနေပြီလားရဲဂျီပြေးကျုံလိုက်ရင်တင်းနေတယ်။တစ်ဖက်မှာဂျီရိုကတော့ပြေးနေရပြီးအကောင်ကြီးထွက်လာတယ်။ရာကိုကတော့ပုံရင်းရောင်မှန်းသိပေမဲ့တကယ်ဖြစ်တယ်လို့ခံစားနေရလို့စဉ်းစားနေကမထူးတော့ဘူးကွာရှယ်ဖြုတ်တော့မယ်အစုံတရှုပ်ပဲခဲ့ကြလို့တငယ်ချင်းတော်အလုံးကိုတူပကျူးတင်ရှိပါတယ်။